တိုင်းနိုင်ငံများအတွက်ဆုတောင်းခြင်းဘရာဇီးနိုင်ငံအတွက်ဆုတောင်းပါယောမဩဝါဒစာအခန်းကြီး15အငယ်13သင်တို့သည်တန်ရှင်းသောဝိညာဉ်တော်၏တကူအားဖြင့်မျှော်လင့်ခြင်းပါရမီနှင့်ကြွယ်ဝစေခြင်းကယုံကြည်သောစိတ်ရှိ၍ဝမ်းမြောက်သက်သာခြင်းအမျိုးမျိုးတို့နှင့်ပြည့်စုံမည်အကြောင်းမျှော်လင့်ခြင်း၏အရှင်ဘုရားသခင်သည်ကယ်မသနာတော်မူပါစေသောအာမင်ဆုတောင်းကြပါစို့မျှော်လင့်ခြင်းအရှင်အဖဘုရားသခင်ဘရာဇီးနိုင်ငံအတွက်ဆုတောင်းပါ၏ကိုနိုင်ငံသည်အပြည့်ဝင်ချနောင်တနှလုံးသားဖြင့်ကိုရော့ထံတိုးဝင်တတ်ကြစေတော်မူပါတန်ရှင်သောဝိညာဉ်တော်သည်နိုင်ငံ၏အပေါ်တကိုးတက်ရောက်ခြင်းဖြင့်မျှော်လင့်ခြင်းပါရမီနှင့်ကြွယ်ဝပြည့်စုံရန်ဆုတောင်းကြပါ၏ယုံကြည်သောစိတ်အားကြီးခြင်းအားဖြင့်ဝမ်းမြောက်ခြင်းအမျိုးမျိုးနှင့်ရစ်ပတ်လွှမ်းခြုံခြင်းခံစေတော်မူပါအသင်းတော်မိသားစုသည်ဝိညာဉ်တော်ကိုစာငတ်၍ခေါ်ဖိတ်ခြင်းဖြင့်သက်သာခြင်းအမျိုးမျိုးကိုခံစားရပါမည်အကြောင်းသခင်ယေရှုနာမ၌ဆုတောင်းကြပါ၏အာမင်